ဒီနေ့မှာတော့ဝါရင်းကာလရက်မြက်40ရဲ့17ရက်မြောက်ရက်ရောက်လူလာပါပြီ116ခုမြောက်သောစာလံအပိုင်ငယ်12မှ19သစ္စာဝတ်ကိုဖြည့်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျမတို့ဒီနေ့နှုတ်ကပတ်တော်ဆင်ခြင်ကြဖို့ဖြစ်ပါတယ်အခန်းငယ်12မှာဆိုရင်12နဲ့13မှာဆိုရင်ဂျေဇုတော်အလုံးစုံကိုသူဟာဘယ်လိုဆက်ရမလဲလို့စာလံဆရာကြီးကသူပြောပါတယ်ဒီခြေနေကိုကြည့်တဲ့အခါမှာခန်းငယ်12မှာစာလံဆရာသူ့အသက်ဘေးမှလွတ်မြောက်ခြင်းအတွက်ဖယားကိုသူကျေးဇူးဆက်ချင်တယ်သူ့ကိုဖယားသခင်ကအသက်ဘေးတွေရောအမျိုးမျိုးသောဘေးတွေကိုကနေကယ်တင်ပေးတဲ့အတွက်သူဟာကျေးဇူးဆက်ချင်ပေမဲ့ဘယ်လိုဆက်ရမှန်းမသိဖယားရဲ့ကျေးဇူးကသူ့အပေါ်မှာကြီးမားလွန်းတဲ့အတွက်သူဘလို့ကျေးဇူးဆက်ရမလဲဆိုတာကိုသူမသိနိုင်ဘူးဘလို့အရာနဲ့မှလည်းသူမလုံနိုင်ဘူးဆိုတာကိုဝန်ခံလိုက်တယ်အဲ့တော့ဖယားကိုပြုတော်မူသောကျေးဇူးအလုံးစုံအတွက်ကပြန်လေပေးဆက်ခြင်းဟာအကျွေးဆက်ခြင်းပုံစံမျိုးမဟုတ်ပါဘူးဖယားပေးရဲ့အသက်ဘေးကလွတ်တယ်ကောင်းမြတ်ခြင်းတွေကိုကိုကပြန်ပြီးတော့အတိအမှတ်ပြုခြင်းကနေစတင်ရမယ်အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အခန်းငယ်73မှာဆိုရင်ကယ်တင်ခြင်းခွက်ဖလားကိုကန်ယူ၍ထာဝရဘုရား၏နာမတော်ကိုပဋ္ဌာန်းပြုတယ်။အဲ့တော့သူဖခင်ရဲ့ဂျေဇုကိုဆက်ဖို့သူလုပ်တဲ့အရာကယ်တင်ခြင်းခွက်ဖလားကိုကန်ယူပြီးတော့ဖခင်နာမကိုပဋ္ဌာန်းပြုတယ်ဆိုတဲ့အဓိပ္ပာယ်ကဓမ္မဟောင်းခေတ်ရဲ့ယဉ်ကျေးမှုရဣသရေလလူမျိုးတွေဟာသူတို့ရဲ့မိသားစုစားပွဲမှာပဲဖြစ်ဖြစ်ဗိမာန်တော်မှာပဲဖြစ်ဖြစ်ဖယားရဲ့ကောင်းမြတ်ခြင်းကိုဂုံပြုတဲ့အနေနဲ့ဆိုရင်စပြည့်ခွက်ကိုမြှောက်ပြီးတော့ဂျေဇုတော်ချီးမွမ်းလေးရှိတယ်။သူတို့စပြည့်ခွက်ကိုမြှောက်လိုက်တာကဖယားရဲ့ဂျေဇုတော်ကိုချီးမွမ်းတာထာဝရဘုရားရဲ့နာမတော်ကိုပဋ္ဌာန်းပြုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေရာမှာစာလံဆရာကသူခွက်ဖလားကိုကန်ယူလိုက်တော့မယ်တဲ့။ The cup of salvation ကယ်တင်ခြင်းခွက်ဖလားကိုကန်ယူမယ်သူ့ကိုဖခင်ကကယ်တင်ခြင်းပေးထားတယ်တမလွန်စိတ်ချမှုပေးထားတယ်ဒါကြောင့်မလို့ဒီကယ်တင်ခြင်းခွက်ဖလားအတွက်ဖခင်ရဲ့နာမတော်ကိုပဋ္ဌာန်းပြုတ်ပြီးတော့မှဂျေဇုတော်သူချီးမွမ်းမယ်ဆိုတာဒီနည်းနဲ့ပဲဖခင်ပြုတ်တော်မူသောဂျေဇုတော်အလုံးစုံကိုသူဆက်ပါမယ်ချီးမွမ်းခြင်းနဲ့ပဲဆက်ပါမယ်ဆိုတဲ့အရာလေးကိုတွေ့ရပါတယ်အခန်းငယ်14ကိုရောက်တဲ့အခါမှာထာဝရဘုရားအားသစ္စာဂတိထားသည့်အတိုင်းထာဝရဘုရားလူများရှိ၌သစ္စာဝတ်ကိုဖြေမယ်။အဲ့ဒီမှာသစ္စာဝတ်ဆိုတဲ့စကားလုံးလေးကိုတွေ့ရတယ်။အဲ့သစ္စာဝတ်ဆိုတာကကိုဒုက္ခရောက်နေစဉ်မှာကိုအခက်ခဲတွေ့နေစဉ်မှာဖယားကိုပြုခဲ့တဲ့အရာဖြစ်ပါတယ်။အဲ့ဒါကသစ္စာဝတ်ကိုရောဒါလုပ်ပါမယ်လို့ဖယားနဲ့ကိုနဲ့ကြားထဲမှာထားလိုက်တဲ့အရာကသစ္စာဝတ်ဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့အချက်မှာဒီသစ္စာဝတ်ကိုဖြည့်ရင်တဲ့ဖယားရဲ့လူများရှေ့မှာသစ္စာဝတ်ကိုဖြည့်ရမယ်တဲ့ဖယားလူများရှေ့မှာဖြည့်ရမယ်အဲ့တော့အိမ်ထဲမှာတယောက်တည်းတိတ်တဆိတ်ပြုတ်ရမယ့်အရာမဟုတ်ဘူးသစ္စာဝတ်ကိုဖြည့်တယ်ဆိုတာတယောက်တည်းအိမ်ထဲမှာပြုတ်ရမယ့်အရာမဟုတ်ဘူးဖယားရဲ့တကိုးတော်ကိုအများကသိအောင်လို့ public testimony လုပ်ရမှာအများရှိမှသက်သေခံရမှာဖြစ်ပါတယ်အဲ့ဒါကသစ္စာဝတ်ကိုဖြည့်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီလိုလုပ်တဲ့အခါမှာကိုစင်းရဲ့ဒုက္ခရောက်စဉ်တုန်းကဖယားကိုဂတိပေးထားတဲ့အတိုင်းဖယားရဲ့ရှေ့မှာဝန်ခံထားတဲ့အတိုင်းအကောင့်ထဲပေါ်လိုက်တာအဲ့ဒါကလူအပေါင်းတို့ရှေ့မှာလုပ်ရမယ်ယုံကြည်သူအတိုင်းဝိုင်း community ရဲ့အလယ်မှာလုပ်ပြီးတော့မှဖယားရဲ့ဂုဏ်တော်ကိုချီးမွမ်းရမှာဖြစ်ပါတယ်တနည်းပြောရင်ဘာကိုဖော်ပြလဲဆိုတော့အဲ့ဒါကဖယားလူများရဲ့ရှေ့ဆိုတော့ဘာကိုပြောချင်လဲဆိုအသင်းတော်မှာပဲပေါ့
ကိုရောရဲ့အိမ်တော်ထဲမှာပဲပေါ့အဲ့တော့အသင်းတော်ဆိုတာအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီနေရာမှာချီးမွမ်းရမယ်အဲ့ဒီနေရာမှာဖျားပြုတဲ့သက်သေတွေကိုဖော်ထုတ်ရမယ့်နေရာဖြစ်တယ်ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကိုယ့်ရဲ့ဝိညာဉ်ရေးရာအောင်မြင်မှုကိုအခြားသူတွေခွန်အားရဖို့မျှဝေခြင်းဖြစ်တယ်ဒါကြောင့်သစ္စာဝတ်ကိုဖြည့်တယ်ဆိုတာသက်သေခံခြင်းတနည်းပြောရင်ဖျားကိုချီးမွမ်းခြင်းအဲ့ဒါကလူအပေါင်းရှိမှယုံကြည်သူအများရှိမှလုပ်ရမယ့်အရာဖြစ်ပါတယ်ဆိုတာလေးကိုတွေ့ရတယ်အခန်းငယ်15ကိုရောက်တဲ့အခါမှာထာဝရဘုရားရှိတော်၌မိမိတန်ရှင်းသူတို့၏တည်ခြင်းအရာသည်အဖို့ကြီးလာတယ်ဒီကျမ်းပိုက်ကတော့တကယ်ကိုနှစ်သိမ့်မှုပေးတဲ့ကျမ်းပိုက်လေးတစ်ပိုက်ဖြစ်ပါတယ်အဖို့ကြီးလှတယ်ဆိုတာ precious ဆိုတာကဖယားကသူ့သားသမီးတွေကိုတကယ်ကိုအလွန်တန်ဖိုးထားတယ်သူ့သားသမီးတွေရဲ့အသက်ကိုတကယ်တန်ဖိုးထားတယ် precious လို့သူပြောလိုက်တယ်အဲ့တော့ဖယားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဘာမှမဖြစ်နိုင်ဘူးတည်ခြင်းရှင်ခြင်းအရာအားလုံးဟာဖယားရဲ့ခွင့်ပြုချက်နဲ့ပဲအဲ့တော့ဖယားကကိုယ့်ရဲ့အသက်တာကိုရန်သူလက်ထဲကိုစာရန်လက်ထဲကိုအလွယ်တကူအပ်မဲ့ဖယားလည်းမဟုတ်ပါဘူးဘလောက်ထိအောင်လဲဆိုရင်ကိုယ့်ရဲ့သေဆုံးချိန်မှာတော့နောက်ဆုံးသောအချိန်မှာတော့တဲ့ဖယားကအဝေးမှာရှိမနေဘဲနဲ့အနီးကပ်တန်ဖိုးထားဂယုစိုက်နေတယ်ဆိုတဲ့လုံခြုံစိတ်ချမှုတနည်းပြောရင်စိတ်ချမှု assurance ကိုပေးပါတယ်ဒါကြောင့်ထာဝရဘုရားရှေ့တော်၌တန့်ရှင်းသူတို့ရဲ့တည်ခြင်းဟာတကယ်ကိုအဖိုးထိုက်တဲ့အရာတစ်ခုဖြစ်ပါတယ်နံပါတ်၄တစ်ချက်အဲ့ဒါကတော့အခန်းငယ်16မှာတွေ့ရပါတယ်။အိုထာဝရဘုရားအကျွန်ုပ်သည်ကိုရောဤကျွန်မှန်ပါ၏ကိုရောဤကျွန်မတွေမြင်သောသားလေးမှန်ပါ၏အကျွန်ုပ်၌အချီအနှောင်ကိုလွှတ်ပါတဲ့။အဲ့တော့နံပါတ်၄အချက်ကအစီခံကျွန်ဖြစ်ခြင်းဆိုတာကိုတွေ့ရတယ်။အဲ့တော့ဒီနေရာမှာဖယားကစာလံဆရာရဲ့အဖြစ်ကိုလွတ်မြောက်ခွင့်ပေးတယ်။သူ့ရဲ့ဖြားနာခြင်းတွေကိုသက်သာစေတယ်။တည်ခြင်းနှောင်ကြိုးကနေလေလွတ်မြောက်ခြင်းကိုပေးတဲ့အခါမှာအချီအနှောင်တွေကိုလွတ်တဲ့အရာကဘာလဲဆိုတော့ကိုယ်တော်ရဲ့ကျွန်ဖြစ်ဖို့ပဲဖြစ်ပါတယ်။ဖယားထံမှာဖယားရဲ့အစီခံကျွန်နေနဲ့အသက်ရှင်ဖို့အဲ့တော့ကိုယ်သဘောတိုင်းအသက်မရှင်ရအောင်သစ္စာဝတ်ကိုဖြည့်တယ်ဆိုတာကိုယ်သဘောတိုင်းသက်ရှင်တာမဟုတ်ဖယားရဲ့အလိုတော်တိုင်းအသက်ရှင်ရမှာဖြစ်ပါတယ်။ဒါနံပါတ်၄တစ်ချက်ပါ။နံပါတ်5တစ်ချက်ကတော့အခန်းငယ်18ကနေ19ထိမှာတွေ့ရပါတယ်။အဲ့ဒါကတော့ချီးမွမ်းခြင်းရင့်တဲ့ဗိမာန်တော်အကြောင်းဖြစ်ပါတယ်။အခန်းငယ်18မှာခုနတော့ဆာလန်ဆရာကသူ့ရဲ့သစ္စာဝတ်ကိုဖြည့်တဲ့အခါမှာတဲ့ဂျေစုချီးမွမ်းရာရစ်ကိုရှေ့တော်၌ပူဇော်ပြီးတော့ထာဝရဘုရားရဲ့နာမတော်ကိုပတ္ထနာပြုပါမယ်လို့သူကပြောလိုက်တယ်။အဲ့တော့ဓမ္မဟောင်းကာလမှာတရိษံတွေကရစ်ပူဇော်လေးရှိတယ်တရိษံတွေကိုရစ်ပူဇော်တယ်ဒါပေမဲ့စာလန်ဆရာကတော့သူကတရိษံကိုရစ်မပူဇော်ဘူးတဲ့ချီးမွမ်းခြင်းရစ်ကိုပဲဖယားကိုတင်လှူပူဇော်မယ်လို့ပြောတယ်အဲ့တော့သစ္စာဝတ်ဖြည့်ခြင်းဆိုတာကရုပ်ဝတ္ထုပစ္စည်းပေးလှူခြင်းထက်ကျေးဇူးတော်ကိုချီးမွမ်းခြင်းဆိုတဲ့နှလုံးသားရစ်ပဲဖြစ်ပါတယ်ဒါကိုဖယားသခင်အလိုရှိပါတယ်ဒါကြောင့်ယေရုရှလင်မြို့ဗိမာန်တော်တတိုင်းတွင်မှာတဲ့အခန်းငယ်16ကိုရောက်တဲ့အခါယေရုရှလင်မြို့တင်းအလယ်မှာထာဝရဘုရား၏အိမ်တော်တတိုင်းတွင်ထာဝရဘုရား၏လူများရှိမှသစ္စာဝတ်ပြုတယ်။အဲ့တော့သစ္စာဝတ်ပြုတာယေရုရှလင်မြို့ဗိမာန်တော်တတိုင်းတွင်ဆိုတာဖယားရဲ့အိမ်တော်တွင်အသင်းတော်တွင်မှာပဲ။ပြီးတော့ဖယားရဲ့လူတွေရှိမှာဖယားရဲ့ကောင်းမြတ်ကြောင်းကိုဖယားလွတ်မြောက်ခြင်းပေးရတယ်။ချီနှောင်ခြင်းကြိုးတွေကနေလွတ်မြောက်ခြင်းပေးတာတွေကိုချီးမွမ်းဖို့ဖြစ်ပါတယ်။ဒါဟာဒီနည်းနဲ့သစ္စာဝတ်ကိုဖြေရမယ်လို့ဖော်ပြပါတယ်။ဒါကြောင့်မလို့အခုသစ္စာဝတ်ဖြေခြင်းကိုကြည့်တဲ့အခါအဆင့်၃ဆင့်ကိုတွေ့ရတယ်။ပထမချက်ကဖယားသခင်ကယ်တင်ခဲ့တဲ့အချိန်တွေကိုပြန်တွေးပါပြန်အောင်မေ့ဖို့ဖြစ်ပါတယ်။ဘလို့ဆက်ရမလဲဆိုပြီးတော့အခန်းငယ်7 73မှာပါတယ်လို့ဘလို့ဆက်ရမလဲပြန်တွေးပါပြန်အောင်မေ့ဖို့ဖြစ်ပါတယ်
ထမချက်သစ္စာဝတ်ကိုဖြည့်တဲ့ဒုတိယဆင့်ကတော့ public acknowledgement ဝန်ခံတာကအသင်းတော်မှာဖြစ်စေအသင်းတော်မှာဖျားလူများရှိမှဖြစ်စေသက်သေခံရမယ်ချီးမွမ်းခြင်းဟာဝိညာဉ်ရေးရာတိုက်ပွဲတွေကိုအောင်စေတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဝန်ခံလျက်ချီးမွမ်းဖို့ဟာဒုတိယတစ်ချက်ဖြစ်ပါတယ်ကောင်းပြီသစ္စာဝတ်ဖြည့်ခြင်းရဲ့အဆင့်3ဆင့်မြောက်ကတော့စက္ကပ်ခြင်းဖြစ်ပါတယ် service သူကပြောလိုက်တယ်စာလန်ဆရာအကျွန်ုပ်ဒီကိုရောကြီးကျွန်ဖြစ်ပါတယ်သူ့ကိုယ်သူအစီခံကျွန်လို့ပဲစာလန်ဆရာကြီးကပြောလိုက်တယ်ဒါကြောင့်စက္ကပ်ပါကျွန်တော်ကျမဟာကိုရောဖျားရဲ့ကျွန်ပဲအစီခံကျွန်ပဲဒါကြောင့်ကိုရောအလိုရှိတဲ့အတိုင်းအသက်ရှင်နိုင်ဖို့မားစားပါလို့ဝန်ခံပြီးတော့ကိုရောဖျားရဲ့နိုင်ငံတော်အတွက်အမှုတော်ဆောင်မှုဖြစ်ပါတယ်ဒါကြောင့်ဒီနေ့16ခုမြောက်သောစာလံယနေ့ဖတ်သွားတဲ့အပိုင်းငယ်7မှ19လေးပေါ့ပြန်ကြည့်တဲ့အခါမှာအဓိကချက်ကတော့ဂျေဇုတော်ကိုအောက်မေ့ခြင်းနဲ့ဖျားကိုကိုကပေးထားတဲ့ဂတိကိုတည်စေခြင်းလို့ပဲဖြစ်ပါတယ်စာလင်ဆရာကသူတေဘေးကနေလွတ်မြောက်ရတဲ့အခါမှာဖျားကိုဘယ်လိုပေးဆက်ရမလဲလို့သူကသူမေးခွန်းထုတ်တယ်သူရှာတွေ့သွားတဲ့အဖြေနောက်ဆုံးမှသူအဖြေတွေ့တယ်အဲ့အဖြေကတော့ငွေကြီးဒဏတွေနဲ့ဆက်ဖို့မဟုတ်ဘူးကိုရောပြီးတဲ့ကဲတင်ခြင်းခွက်ကိုဝမ်းမြောက်စွာနဲ့ကင်ပြီးတော့အများကြီးရှိမှာဖယားရဲ့ဂုံတော်ကိုတည်တည်ခံဖို့ပဲဖြစ်တယ်ဆိုတဲ့အဖြေကိုစာလန်ဆရာကရပါတယ်နောက်တစ်ချက်ဒီကျမ်းစာကကျမတို့ကိုဝိညာဉ်ရေးရာတိုက်တွန်းချက်ပေးထားတယ်ဝိညာဉ်ရေးရာမှာတွန်းအားပေးတယ်ဘာလို့လဲဆိုတော့ယုံကြည်သူတဦးချင်းစီရဲ့ဘဝမှာဖယားကယ်တင်ခဲ့တဲ့အချိန်ဖယားမဆားခဲ့တဲ့နာရီတွေများစွာရှိပါတယ်အဲ့လိုအချိန်မှာကိုယ်အခက်အခဲဒုက္ခရောက်တဲ့အချိန်မှာဖယားကိုဂတိပေးခဲ့ဘူးလားဒီအမှုကနေလွတ်မြောက်ရင်ကိုရောကိုဒီလိုစက္ကပ်ပါမယ်သို့မဟုတ်ဒီအမှုအခက်ခဲကနေလွတ်ရင်ကိုရောအလိုတိုင်းသက်ရှင်ပါမယ်လို့ဂတိတွေပေးပြုခဲ့ရင်သစ္စာတွေပြုခဲ့ရင်တော့ဒီနေ့သစ္စာဝတ်ကိုဖြေရမယ့်အချိန်ကာလဖြစ်ပါတယ်သစ္စာဝတ်ဖြေခြင်းဆိုတာကတော့ဝန်တော့ဝန်ဖို့မဟုတ်ပါဘူးဖခင်ရဲ့မကုံခန်းနိုင်သောဂျေဇုတော်တွေကိုပြန်လေပေးဆက်ခြင်းနဲ့ချစ်ချင်းမေတ္တာရဲ့တုံ့ပြန်မှုသာဖြစ်ပါတယ်ဖခင်ကပစ္စည်းဥစ္စာအထက်ဂျေဇုတင်တတ်တဲ့နှလုံးသားစက္ကတ်တဲ့အသက်တောင်ဖခင်ကပိုးပြီးတော့အလိုရှိပါတယ်ဒါကြောင့်သင်ဖခင်နဲ့ပြုထားတဲ့ဂတိတွေဖခင်ကိုပေးထားတဲ့သစ္စာဝတ်တွေအတွက်ဖခင်ရဲ့ရှိတော်မှာဝမ်းမြောက်စွာနဲ့ပြန်လည်စက္ကပ်ဖို့ဖြစ်ပါတယ်ဒါကြောင့်စာလန်ဆရာကဲ့သို့အကျွန်ုပ်ဒီကိုရောဤကျွန်ဖြစ်ပါ၏အကျွန်ုပ်၌အချီနှောင်ကိုလွတ်ပါတယ်လို့ဝန်ခံပြီးတော့ကြံရှိရဲ့အသက်တာကိုချီးမွမ်းခြင်းရပူဇော်ခြင်းဖြင့်အဆုံးတိုင်သစ္စာရှိစွာအသက်ရှင်သွားကြပါစို့လို့ဝေငှရင်းနဲ့အဆုံးသတ်ချင်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ